တမီးလေးစင်းနေဖြစ်ပြီးဆိုရင်မေကွန်အုပ်စုနှစ်စမေးပါရစေပထမဆုံးမေကွန်ကလှိုင်ကူတော်ကြီးတီဆောက်တဲ့နေရာမှာထိုစဉ်ကငွေကျပ်သိန်းပေါင်းမြည်မြသုံးဆွဲခဲ့ပါတနည်းဖြေပါ90သိန်းကျော်ပါရှင်ဒုတိယမေကွန်ဆက်မိပါမယ်မဟာပါဒနာလှိုင်ကူတော်ကြီးမှာပါရှိတဲ့ဝင်ပေါက်တကားအရေးအတွက်6ပေါက်တစ်စက္ကန့်ချင်းစီမှာမှန်အောင်ဖြေသွားတာတတိယမေကွန်မဟာပါဒနာလှိုင်ကူတော်ကြီးကိုမြည်သည့်ပုံစံယူ၍ဆောက်လုပ်ခဲ့ပါသနည်းပထမသင်္ကာရင်နာတင်ရရာဇာကြိုးပြီးစီးပင်ရောက်ရလန်ကွန်တော်ကြီးပုံစံโอเคသမီးလေးဖြေပြီးရတဲ့တိုင်မာလေးရက်သွားတယ်နော်သမီးလေးโอเคစိတ်လေးဖြေပါနံပါတ်4မေကွန်လှိုင်ကူတော်ကြီးရှိတိုင်တိုင်စီမှာအမြင့်ပေမြည်မြရှိပါသနည်း55ပဲနံပါတ်5မေကွန်လှိုင်ကူတော်ကြီးမှာအခန်းပေါင်းမြည်မြရှိပါသနည်း24ခန်းတစ်စက္ကန့်တောင်မကြာဘူးထင်တယ်နော်ဖြေတာစက္ကန့်ဝက်ပဲရှိရတယ်နံပါတ်6မေကွန်လှိုင်ကူတော်ကြီးရဲ့ပတ်လန်းပေအကျယ်ဘယ်လောက်ရှိပါသလဲ10ပေနံပါတ်9မေကွန်လှိုင်ကူတော်စတင်တီထောင်စဉ်မှာလှိုင်ကူရဲ့အပြင်မှာဘောဒီပင်ဘယ်လောက်စိုက်ပျိုးထားခဲ့ပါသလဲ28ပင်တမီးလူရဲ့အဖြေမှန်ချင်းမမှန်ချင်းကိုဒိုင်းဖွဲ့ဝင်ဆရာတော်များကအကဲဖြတ်အမှတ်ပေးထားတာဖြစ်ပါတယ်နော်နံပါတ်10မေကွန်လှိုင်ကူတော်အပြင်ပတ်ပတ်လည်မှာအိုးစီအလုံးပေါင်းမြည်မြရှိပါသလဲ108လုံးမေကွန်မှတ်စဉ်ကိုလှိုင်ကူတော်ရဲ့အပြင်ဘက်မှာအမြင့်9ပေရှိတဲ့ခေါင်းလောင်းတော်ကြီးဘယ်လောက်ရှိပါသလဲ6လုံးပါရှင်နောက်ဆုံးမေကွန်စထသင်္ကာယနာတင်ခဲ့တဲ့လှိုင်ကူတော်ကြီးရဲ့အမည်ကိုပါဠိလိုမှန်အောင်ဖြေပေးပါစထသင်္ကေတိမဟာပါဒနာကုဟာလက်ခုပ်တန်လေးကြားပါရစေခင်ဗျာ